မန္တလေးငရင်ကြီးကြောင့်ထိခိုက်မှုရှိခဲ့တဲ့ပြည်မနာမြို့နယ်ရှိတန်ခါစေးရုံကြီးကိုပြန်လည်ပြုပြင်ပစ္စည်းဖြစ်တာကြောင့်စေးရုံကိုဇန်နဝါရီလ25ရက်နေ့မှာပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။သတင်းအပြည့်အစုံကိုသတင်းတောက်မှတ်ဖြိုးပြပြမောင်ကဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မန္တလေးငရင်ကြီးကြောင့်ပျက်စီးသွားတော့ပြည်မနာမြို့နယ်ရှိတန်ခါပေသစ္စာဌာနဝီယာရာစေယုံကြီးပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားကိုဇန်နဝါရီလ25ရက်နေ့ကနေပြည်တော်ကောင်စီနေမြို့ရှိပြည်မနာမြို့နယ်တန်ခါစေယုံမှာကျင်းပခဲ့ပါတယ်။ကျွန်တော်နာမည်ကတော့ဒေါက်တာကျော်မထွန်းဖြစ်ပါတယ်။ပြည်မနာမြို့တန်ခါပေသစ္စာဝီယာရာတန်ခါစေယုံကြီးရဲ့ကော်မတီဥက္ကဋ္ဌဖြစ်ပါတယ်ခင်ဗျ။28ရက်နေ့မှာမန္တလေးငရင်ကြီးဖြစ်ခဲ့တယ်လေ။အဲ့တော့အဲ့ငလျင်ကြောင့်ကျွန်တော်စေယုံကြမဟုတ်ပါဘူးဒါမန္တလေးစကိုင်းကျွန်တော်တို့နေပြည်တော်ပေါ့လေသူ့နေဒေသတွေမှာကျွန်တော်ငလျင်တန်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေအများကြီးဖြစ်ခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်တို့ပြည်မနာတန်ကစေယုံလည်းတစ်ခုပါဝင်ဖြစ်ပါတယ်ဖြစ်ခဲ့တဲ့အချိန်ကနေပြီးတော့ဒီနေ့ကတော့ပြန်လည်ဖွင့်လှစ်တဲ့ခန်းနာဖြစ်ပါတယ်စုစုပေါင်းအချိန်အားဖြင့်6လကျော်ကြာမြင့်ပြီးမှပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ထိခိုက်မှုကတော့ main structure မထိပါဘူးနေရန်နေနဲ့မျက်နှာချက်တွေပဲဒါပျက်စီးဆုံးရှုံးမှုရှိခဲ့ပါတယ်ကျွန်တော်တို့ခုလိုကြာသွားတဲ့ဆိုတာကလည်းနောက်တစ်ခါပေါ့လေနောက်ချိန်မြန်းဒီလိုမျိုးကြီးမားတဲ့ငလျင်တန်းဖြစ်လာတဲ့ခါကြလို့ရှိရင်ဒီလိုမျိုးခုလိုမျိုးဖြစ်ပြက်မျိုးနောက်တစ်ချိန်မဖြစ်အောင်လို့မုံမှန်ပြင်ဆင်တဲ့အခြေအနေကြောင့်ကြာသွားလည်းဖြစ်ပါတယ်နောက်ပြုပြင်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ရဲ့အတွေ့အကြုံပေါ့လေကျွန်တော်လုပ်ခဲ့တဲ့အတွေ့အကြုံမတန်ဆွမ်းတဲ့ရဟန်းမတိလာရှင်လူပုဂ္ဂိုလ်လည်းရှိလာပါတယ်အဲ့ဒီအတွက်ထိုပုဂ္ဂိုလ်ကြီးများရဟန်းကြီးများပုံမူချုံးမွေ့အစဉ်ပြေစေရန်အတွက်မတန်ဆွမ်းနေလာရောက်ကုသနိုင်ရင်စီပီချုံးမွေ့နိုင်တဲ့ဆေးုံဖြစ်အောင်လဲပြန်လဲမုံမှန်တိဆောက်ခဲ့ပါတယ်ဒေါက်တာသမထွတ်ဖြစ်ပါတယ်ပြည်မနာတန်ခါဆေးဝင်ရဲ့ဆေးရုံကြီးတာဝန်ထမ်းဆောင်နေပါတယ်2025ခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခဲ့တဲ့မန္တလေးငလျင်ပေါ့နော်အဲ့ဒီငလျင်ကြီးကြောင့်ဆရာတို့ဆေးဝင်ကြီးက6ထပ်ဆောင်ဖြစ်ပေမဲ့ structure တွေကတော်တော်လေးကောင်းကောင်းရှိတဲ့အတွက်ဒီတိုင်တွေမှာလုံးဝထိခိုက်မှုမရှိခဲ့ပါဘူးဒါပေမဲ့နိုင်ငံတွေအကွဲကုန်တာနောက်ပြီးတော့မျက်နှာချက်တွေပြုတ်ကြတာနောက်မီးလိုင်းတွေရေလိုင်းတွေပျက်စီးကုန်တာအဲ့ဒါတွေဆရာတို့ကြုံတွေ့ခဲ့ရပါနောက်အင်ဗဒန်ကန်ကောင်းတာကတော့စေုံထဲမှာလူနာတွေဆရာဝန်တွေလူနာပြုဆရာမတွေအများကြီးရှိနေတဲ့အခါမှာဘယ်သူမှမပြတ်မစီးပဲနဲ့အကုန်အပြင်ကိုလွတ်မြောက်ပြီးတော့ရောက်လာတာပေါ့နော်ဒီနေ့ဖွင့်ပွဲပြီးဖြစ်တဲ့အခါကျတော့ဒီနေ့ညနေကစပြီးတော့ပြင်ပလူနာစပြီးတော့ကြည်မှာဖြစ်ပါတယ်။ပြင်ပလူနာကြည့်ပြီးတော့အတွင်းလူနာကတော့ရုံးလုပ်ငန်းဆိုင်ရာကိစ္စလေးနည်းနည်းရှိသေးတယ်ကွယ်တော့ရှေ့လလောက်မှာအတွင်းလူနာနဲ့ခွဲခန်းတွေပြန်ပြီးတော့ဖွင့်မှာဖြစ်ပါတယ်။ကြောက်ကက်ဆေးတဲ့လူနာကတော့ကြောက်ကက်ဆေးနေပါပြီ။မူလမနစ်ကတည်းကဆရာတို့ရည်ရွယ်ခဲ့တာပါ။2026ဒီနှစ်အတွင်းမှာမျက်စိလူနာအယောက်1000ခွဲဖို့မျှော်မှန်းခဲ့တာပါအခုဒါပြန်ဖွင့်ပြီးဖြစ်တဲ့အခါကျတော့တလောက်လူနာ80 90လောက်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ခွဲပါမယ်ခွဲပြီးရင်လူနာအယောက်1000ကျွန်တော်မျက်စိအလင်းရအောင်ဆောင်ရွက်ဖို့ကျွန်တော်စိတ်ကူးရှိပါတယ်ဆက်ပြီးလုပ်ပါမယ်နော်ပြည်မနာမြို့နယ်ရှိတန်ခါပေသစ္စာဌာနဝိဟာရစေယုံကြီးကို1961ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီးမန္တလေးငရင်ကြီးကြောင့်ထိခိုက်မှုရှိခဲ့ရာပြန်လည်ပြည်ပြင်ပြီးစီးပြီးဖြစ်တာကြောင့်2026ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာစတင်ကပြန်လည်ပွင့်လှစ်ပြီးဖြစ်ရာရခိုင်အတိုင်းစေကူတာမှုများကိုဆောင်ရွက်ပြီးသွားပြီဖြစ်ကြောင်းသိရပါတယ်။ကျွန်မဖြိုးပြေးမောင်ပါရှင်။